ဒါကြီးကတော့2026မှာချမ်းသာတဲ့တထေးစီရင်ဝင်လာတဲ့ကြောင်ကြီးပေါ့နော်။သူကတော့အသက်17လရှိပါပြီ။ဒီဘက်မှာမွေးပြီးတော့ကလမကြီးဖြစ်နေရပါ။တထေးပြီးခြေချက်ကလည်းပြောမနေပါနဲ့။ခြေချက်ကလည်းလိုက်မမိပါဘူး။သူ့ကိုလှုပ်ကြွေးမဲ့ကောင်မလေးတယောက်ရှိရပေါ့နော်။လှုပ်ကြွေးပြရတဲ့ကောင်မလေးတယောက်ရှိရ။အကောင်မလေးလှုပ်တော့တခါလေးစောင့်ရတဲ့အချိန်မှာမျက်နှာထားအပ်လို့ပါဒါကတော့နေကင်းနဲ့လဲဆိုဒီလိုမျိုးအစာအပြုံးထုတ်ကြွေးတာကိုတော့လူချင်းတယ်ပေါ့အဲ့ဒီကောင်မလေးကစူးစမ်းပြီးလုပ်ပေးရတယ်ကောင်မလေးကအလုပ်လဲစူးစမ်းလုပ်ကြတယ်သူ့ကိုလည်းတေချာပြုစုပေးရတယ်ပေါ့နော်တော့ကောင်မလေးကိုငှားထားတာဒီကောင်မလေးကိုကဆိုကရသေးရဲ့ကောင်မလေးကသူပြေးမှဆိုလို့ကောင်မလေးကကရတယ်ချီရတယ်အိမ်သားတွေဘာတွေတန်ရှင်းရေးတွေလည်းဒီကောင်မလေးကပဲလုပ်ကြတယ်ပေါ့နော်ကောင်မလေးတယောက်တော့ငှားထားတာလာကြည့်ကြတာအိမ်သားကိုတန်ရှင်းလောက်တာကောင်းရဲ့လားလို့ပြီးတော့သူအစားသွားစားရင်လည်းသူတစ်ချက်လှမ်းရှို့လိုက်သေးတယ်။ကောင်မလေးတန်ရှင်းလောက်တဲ့နာမနဲ့သူအစားလိုက်လှမ်းရှို့လိုက်သူအဲ့လိုမျိုးလုပ်တယ်။ကောင်မလေးတဲ့အလုပ်လုပ်တာဒီနေ့သိပုံစံမကြဘူးတဲ့။ဘာလာလုပ်တာလုံးနဲ့ဒီနာကိုတဲ့။အဲ့လိုအနေထားနေပါ။သွားတော့ပြီးတော့မစားတော့သိမ့်လိုက်တော့တဲ့။အိမ်သားတေချာတန်ရှင်းရဲ့လားတဲ့။တစ်ကြည့်အီးတွေရတဲ့နန်းနေရပဲတဲ့အရှိသေးချာပြောင်းလှုပ်ဆန်းတဲ့အဲ့လိုမျိုးသူအဲ့လိုမျိုးလှုပ်ပြီးတဲ့အခါမှာတစ်ချက်ကြည့်လိုက်သည်ထဲထိသူကတန်ရှင်းကိုကြည့်လိုက်သည်ကောင်မလေးရဲ့အိမ်နာတန်ရှင်းလောက်တာဆိုတော့မဆိုးပါဘူးလေတဲ့ငါထားတာတဲ့စင်တော့ပြေးတာပဲငယ်ကြိုရင်းဆိုတော့လေတဲ့သူ17နှစ်မှနေသူ17နှစ်တဲ့ sorry 17လမှနေသူတထေးဖြစ်သွားတဲ့အခါမှာသူတော်တော်မောက်မှာပါအသက်17လနဲ့တထေးဖြစ်သွားတဲ့သူဆိုတော့လေဒီလောက်တော့ရှိမှာပေါ့နည်းနည်းမောက်မှာဒီချာစေးတွေပါဖြန့်ပြီးအမွှေးတွေပါဖြန့်ပြီးဒီနေ့ကတော့ဒီလောက်ပါပဲကောင်းမလေးရဲ့အလုပ်ကတော့